ယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ထားလို့ရည်မှန်းငါဖယားတရားတန်ငါသုံးပါးယရနာကြည်ညိုအားထားလူတန်းရသမျှဒီကုသိုလ်ဟာအပဲမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ချလို့ရည်မှန်းငါဖယားတရားတန်ငါသုံးပါးယရနာကြည်ညိုအားထားလူရန်ရသမျှဒီကုသိုလ်ဟာအပဲမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာဖယားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာတရဝံအပေါင်းချမ်းသာကြောင်းအစီဝါဧကမုတ်ချရရှိကြမှာတရားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာဘဝဒီဟူသောတန်တရားခရီးမှာကူပြောင်းလို့လူငြိမ်းချမ်းသာတန်ခါကိုရည်မြော်မှန်းလူရန်ရတဲ့အကျိုးဟာအနေငယ်မြလူတော်ညာလေများစွာသောအကျိုးများကိုဧကမုတ်ချရရှိကြပြီသာတရားဖက်တော့အသက်ရှိကတရားဖက်တော့အမြင့်ပြည်တာသံဃာဖက်တော့အခက်ဝေးစာဘုရားဓမ္မသံဃာဂုံကိုကြီးမှန်းလူရန်ရစေရာယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ထားလို့ရည်မှန်းငါဖယားတရားတန်ငါသုံးပါးယရနာကြည်ညိုအားထားလူရန်ရသမျှဒီကုသိုလ်ဟာအပဲမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာဖယားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာတရဝံအပေါင်းချမ်းသာကြောင်းအစီဝါဧကမုတ်ချရရှိကြမှာတရားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာဘဝဒီဟူသောတန်တရားခရီးမှာကူပြောင်းလို့လူငြိမ်းချမ်းသာတန်ခါကိုရည်မြော်မှန်း
အနေငယ်မျှလူတော်များလဲများစွာသောအကျိုးများကိုဧကမုတ်ချရရှိကြပြီလားတရားဖက်တော့အသက်ရှိကတရားဖက်တော့အမျက်ပြေတာတန်ခါဖက်တော့အခက်ဝေးစားဗုဒ္ဓဓမ္မတန်ခါဂုံကိုရည်မှန်းလူရန်ရစေရာ